တထက်တိုက်ကိုမှဖွဲ့စည်းပုံရော interior decoration ရော landscape ဘိုင်းရောရေမီးစနစ်ရော solar အပါနဲ့ဆိုတော့တော်တော်လေးကိုကောင်းတဲ့အိမ်လေးတစ်လုံးကျွန်တော်အနေနဲ့အခုအယောင်မိတ်ဆက်ပေးမှာဖြစ်ပါတယ်။ဟုတ်ကဲ့ကျွန်တော်ကတော့ပြင်ဦးလင်မှာအိမ်လှလှလေးနေနဲ့မြေခိုင်မာတဲ့နေရာတွေဝယ်ရွေးချယ်မိတ်ဆက်ပေးတယ်။စီတုံးပြင်ဦးလင်အိမ်ချမ်းမြေကကိုဖြိုးဖြစ်ပါတယ်။ဒီနေရာကတော့ဒါကျွန်တော်တို့ပြင်ဦးလင်မြို့မှာလူကြိုက်များတဲ့အောင်ချမ်းသာရွာမှာတည်ရှိတာဖြစ်တယ်။မန္တလေးလာရှိုးလမ်းမကြီးရဲ့အနီးမှာတည်ရှိတာဖြစ်ပြီးတော့ဒါချမ်းအကျယ်ဝန်းအနေနဲ့ကလည်းတောက်အကွက်အနေထားမျိုးဖြစ်ပါတယ်အဲ့တော့ပတ်ဝန်းကျင်ကလည်းကောင်းတယ်အုတ်တိုင်းနေရာအစားဒီဇိုင်းဆွဲပြီးတော့ခိုင်ခိုင်မာမာနဲ့အလှမီးတွေနဲ့အလှဆင်ပုံပေါ်ထားပြီးတဲ့အိမ်လေးလေးဖြစ်တယ် landscape ဘိုင်းလည်းကောင်းတယ်တအိမ်လုံးမှာလည်းဒါလုံခြုံရေးတန်ပန်းတကားတွေရော blade ဆူးတွေရောအကုန်လုံးတက်ဆင်ထားပြီးတော့မီးတွေအနေနဲ့ spotlight တွေကိုတော်တော်လေးသုံးပြီးအလှဆင်ထားတဲ့အိမ်လေးတစ်လုံးလည်းဖြစ်တယ်ခြံဝင်းထဲမှာလည်းကား2စီးလောက်ထားလို့ရမယ့်အနေအထားမျိုးနဲ့ဖွဲ့စည်းတိဆောက်ထားတဲ့အိမ်လေးတစ်လုံးလည်းဖြစ်တယ်ပတ်ဝန်းကျင်မှာလည်းအိမ်ကြီးအိမ်ကောင်းတွေဖြစ်သလိုဒါကိုယ့်ရဲ့အိမ်ကနေလည်းတောင်ပေါ်မြို့ရဲ့ vibe ကိုခံစားလို့ရမယ်ညနေခင်းမှာမိသားစုတွေကိုယ့်ရဲ့ veranda မှာထွက်ပြီးတော့အနားယူပန်းဖြေလို့ရမယ်ပုံစံမျိုးကိုလည်းဒီဇိုင်းဆင်ပုံဖော်ထားပေးတာဖြစ်ပါတယ်ဒီအိမ်ထဲကိုဝင်လိုက်တာနဲ့ခံစားရတဲ့ vibe ကတော်တော်လေးကိုကောင်းတယ်တအိမ်လုံးမှာလည်းလုံခြုံရေးတန်ပန်းတကားတွေတက်ဆင်ထားပြီးတော့ဒါအေကန်အနေနဲ့ဆိုရင်လည်းကျင်ဝန်းနဲ့မီးဆိုင်နှစ်ခုလည်းပါတယ် spotlight တွေရော light ထွေးတွေနဲ့ရောအကုန်လုံးအလှဆင်ပုံဖော်ထားပြီးအသင့်တက်နေလို့ရတဲ့အိမ်လေးတစ်လုံးလည်းဖြစ်ပါတယ်ဖျားကန်းဆိုရင်လည်းဒါ private ဆန်တဲ့အနေနဲ့ထည့်သွင်းပြီးတော့ပုံဖော်ထားတယ် partition တွေခွဲထားပြီးတော့ဖျားကန်းအနေနဲ့တီးတန်းဖြစ်ပြီးတော့အပေါ်မျက်နှာကျက် ceiling height ကလည်းမြင့်တယ် light ထွေးလေးတွေနဲ့လည်းဒါအလှဆင်ပုံဖော်ထားပြီးတော့ဖျားကန်းအနေနဲ့လည်းဒါတက်ရရနဲ့တီးတန်းတည်ရှိတဲ့အနေအထားမျိုးလေးဖြစ်တယ်ဒီမှာအခန်းဖွဲ့အနေနဲ့ကတော့ဒါ master 2ခန်းနဲ့ single တစ်ခန်းကိုဖွဲ့စည်းတည်ဆောက်ထားတယ်အောက်ကအသားဆိုရင်လည်းဒါကိုရီးယားပါကေးကိုမှရေစုခံတဲ့အသားလေးကိုထည့်ထားပြီးတယ်တကားတွေဆိုရင်လည်းဒါကျွန်းပေါင်းသားတွေကိုပဲရွေးချယ်ပြီးတုံးထားပေးတာဖြစ်တယ်အဲ့တော့ wall lamp မှာလည်းအလှဆင်ပုံဖော်ထားသလိုမျက်နှာကျက် ceiling တိုင်းကလည်းဒါအလှဆင်ပုံဖော်ထားပေးတယ်ရေချိုးကန်းဘူတိုင်းဆိုရင်လည်းကျယ်ဝန်းတဲ့အနေအထားဖြစ်ပြီးတော့တအိမ်လုံးကလည်းဒါရေဘူးရေအေးစနစ်တွေနဲ့တက်ဆင်ပြီးတော့ဒါပုံဖော်ထားပေးတဲ့အိမ်လေးတစ်လုံးလည်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုယ့်ရဲ့စိတ်ကူးတဲ့အတိုင်းနေမယ်လို့ရည်ရွယ်ထားတယ်ဆိုရင်တော့ဒီအိမ်လေးကတော်တော်လေးကို perfect ဖြစ်တယ်လို့ပြောလို့ရတယ်ရေမီးစနစ်လည်းကောင်းတယ်လို့ဒါ solar စနစ်တွေလည်းပါတယ်ပြီးရင်ကျွန်တော်ဒါလိုက်ပြပေးမယ်ဒါကတော့ကျွန်တော်တို့ထမင်းစားခန်းကလည်းတီးတန့် private လေးဆန်တယ် partition ကိုမှခွဲထားပေးတာဆိုတော့ဒါ slide door နဲ့ဆိုတော့ကိုယ့်ရဲ့ air gun တွေကိုအနံ့တွေဝင်မှာကိုလည်းစိတ်ပူစရာမလိုဘူးအဲ့တော့မီးဖိုခန်းကလည်းကျယ်ဝန်းသလိုနောက်ပိုင်း design interior လေးတွေကိုထည့်သွင်းထားပေးတယ်အားတာချက်အနေနဲ့ကလည်းဒါအနံ့ဆုပ်ဆက်တွေကိုလည်းမျက်နှာကျက် ceiling height မှာလည်းထည့်ထားပေးတာဖြစ်ပါတယ်ဒါအောက်ထက်ကဒါကားထားလို့ရမယ့် area ဖြစ်တယ် solar စနစ်ကိုလည်းဒီထဲမှာထည့်ထားပေးတယ်အဲ့တော့အခန်းကလည်းဒါကျယ်တယ်ကားပါကရင်အနောက်ထဲမှာလည်းအခန်းတစ်ခန်းအနေနဲ့တီးတန့်ထပ်ပါတာဖြစ်ပါတယ်solar စနစ်အနေနဲ့ကတော့ Growatt 6K inverter နဲ့ဒါ Prime 300 mAh ကိုသုံးထားပေးတာဆိုတော့ဒါရေလဲတင်လို့ရမယ်ပေါင်အိုးတွေလည်းတည်လို့ရမယ်ပြီးရင်မီးတွေလည်းသုံးလို့ရမလို့ဒါ hot plate လေးတွေအနေနဲ့လည်းသုံးလို့ရတယ်ဆိုတော့တော်တော်လေးကိုကောင်းတဲ့စနစ်ကိုထည့်သွင်းထားပေးတာဖြစ်ပါတယ်ခြံကျယ်ဝန်းအနေနဲ့ကတော့ဒါ P40 60မှာတိဆောက်ထားတဲ့ RC တစ်ထပ်တိုက်လေးဖြစ်တယ်ဈေးနှုန်းကတော့36500ကိုညှိနှိုင်းလို့ရပါမယ်ဗျ